ဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါနေဒီများဒီပရာဏမဟုတ်ပါမြဝေနေယဗုဒ္ဓဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါမရှိလို့မလို့မရှိရှိတာလေးတော့လူပြအောင်လို့ပါသူငါဒါနာမျိုးစေစိုက်ကြပြကြပါရှိကြပါစေသောတိုင်းနိုင်ငံပြည်ရွာအေးတဲ့တရားရှိစေသောရွှေပုံပြရာမြင်မျက်နှာသာသနာဘာသာလေးစေသောဇာဇာဓမ္မမင်းနှပြနေလောလာရှိကြပါစေသောတိုင်းနိုင်ငံပြည်ရွာအေးတဲ့တရားရှိစေသောရွှေပုံပြရာမြင်မျက်နှာသာသနာဘာသာလေးသော